ဒီနေ့တော့ဝက်ကလေးစာဟင်းချက်စားပါတယ်ဝက်ကလေးစာနဲ့မုံငင်းချင်ပါပထမဆုံးဝက်ကလေးစာဟင်းချက်ပါမယ်ဒါတော့ဟင်းအနစ်ကလေးတွေချက်တာပေါ့လေစီအိုးလေးတည့်ပြီးတော့ကျက်သွန်လေးငရုတ်သီးစိမ့်လေးထောင်းငရုတ်သီးရှောက်လေးထောင်းဟင်းအနစ်လေးတွေဖြစ်သွားအောင်အရင်ဆုံးချက်လိုက်ပါတယ်ပြီးရင်ရှမ်းညင်သီးတစ်လုံးလောက်ထည့်ပါဘာလို့လဲဆိုတော့ဒါမှဟင်းအနစ်ကများများရမှာလေဟင်းအနစ်သိမ့်မလို့ခြင်းဘူးသိမ့်မကြိုက်ဘူးဆိုရင်တော့ခုနလိုမျိုးစီကြက်လေးနဲ့မြုပ်သီးနဲ့ကြက်သွန်နဲ့ထောင်းတာလေးပဲထည့်ပြီးတော့ချက်လိုက်ဒီလိုအနေထားလေးဖြစ်သွားပြီဆိုတော့ဝက်ကလေးစာပြုတ်ထားပြီးသားလေးတွေကိုရေဆေးပြီးတန့်ထားပြီးသားလေးတွေကိုထည့်ပြီးတော့ဝင်လိုက်ပါပထမဆုံးလုံးကြော်တယ်လို့မျိုးလေးပေါ့လေဒါလေးကိုဖြည်းဖြည်းနဲ့စီလေးပြန်လာအောင်ထားစီလေးနည်းနည်းပြန်လာပြီးတင်းလာပြီဆိုရင်ရေလေးထည့်ပြီးတော့နှက်ထားလိုက်ပါရေလေးထည့်ထားပြီးနှက်ထားပြီးဒါဆိုရင်တော့ဖုံးလေးအုပ်ပြီးတော့ထားလိုက်ပေါ့10မိနစ်လောက်15မိနစ်လောက်လေးဒါဆိုရင်တော့စားမယ်ဆိုရင်တော့စားလို့ရတဲ့အနေအထားရောက်နေပြီပေါ့လေကိုရီးယားတော့အရင်နဲ့မကြိုက်တဲ့သူတော့ရေခမ်းချက်ပါတယ်ဒါကတော့နည်းနည်းအရှင်တက်လေးပါသွားလို့မကြီးမဲ့ကြီးလေးညှစ်ထည့်လိုက်ပါတယ်ဖြည်းဖြည်းနဲ့စီလေးပြန်လာပြီဒီအနေထားလေးရောက်သွားပြီဆိုရင်မွေမဆလာလေးနည်းနည်းထည့်ပေါ့မဆလာမကြိုက်တဲ့လူဆိုတော့မထည့်လည်းရပါတယ်ဘာမှမဖြစ်ကိုရီးယားတော့ဝက်ကလေးစာဖြစ်နေလို့မဆလာလေးနည်းနည်းထည့်တာအနံလေးပါလေးလည်းပျောက်သွားအောင်ပေါ့လေစားကန်နီးပြီဆိုရင်စားဖို့စားငံလေးကြိုက်လားမကြိုက်လားမြည်ကြည့်ပြီးတော့လိုအပ်တာလေးတွေထည့်ပြီးဒါဆိုရင်ကိုလိုတာလေးထည့်ပြီးတော့ထားလိုက်တော့တဲ့စီလေးတွေပြန်လာပြီဆိုရင်တော့စားလို့ရတဲ့အနေအထားကိုရောက်လာပါပြီဒီဖြစ်နေပေါ့နော်အခါတလေလဲဒီလိုမျိုးကြုံသလို6ချက်စားရတယ်အဲ့ဒါခင်ရဆွေမျိုးမိန်ရဟင်းကောင်းတဲ့ကိုစားလို့မိန်ဖို့ပဲအဓိကကတော့စားလို့မိန်ရင်ဟင်းကောင်းတာပဲအသားငါကြီးကျယ်တွေချက်စားနေမှာမဟုတ်ဘူးခုနေသားဆိုတော့စားလို့ရတဲ့အနေအထားရောက်သွားပါပြီအိမ်ကဇနီးကရောသူဆိုတော့သူကမုံငင်းကျင်ကြိုက်တယ်လေမုံငင်းကျင်နဲ့